ကိုသွားနေတဲ့ပန်းနံတွေကိုမြန်မြန်ရောက်ဖို့ရအတွက်ဒီ၅ခုလုပ်လို့ရတယ်နော်အဲ့၅ခုကတော့ကျွန်တော်ပြောရရဖြစ်တဲ့အတွက်တချို့သူတွေနဲ့မတိုက်ဆိုင်အောင်ဆိုလို့ရှိရင်ကျွန်တော်လက်ခံပါတယ်လေးစားပါတယ်ဘာလို့လဲဆိုတော့အားလုံးတည်တိုင်းပဲလူတိုင်းမှာမတူညီတဲ့အမြင်ရှိကြတယ်လေโอเคပထမဆုံးတစ်ခုကတော့ပတ်စံများများရှာပါပတ်စံရှာနေတော့အတကုံရှာပါဘာလို့လဲဆိုတော့ပြဿနာတော်တော်များများပတ်စံနဲ့ဖြေရှင်းလို့ရတယ်ပတ်စံအရာတိုင်းတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများကိုပတ်စံနဲ့ဖြေရှင်းလို့ရတယ်โอเคမကောင်းတာတွေရှောက်လို့ဖို့ပြောတာမဟုတ်နော်ကောင်းတာတွေလုပ်ဖို့ပြောတာကိုကကောင်းတာလုပ်တယ်ဆိုရှင်ပတ်စံပို့သုံးတာနဲ့ဆိုလို့ရှိရင်ကိုကောင်းတာလုပ်လို့ရတယ်လေမဟုတ်လားโอเคနံပါတ်2ကကျတော့ကိုသွားနေတဲ့ပန်းတိုင်းတွေကိုနိုင်ပေါ်မှာချိတ်ထားပါအဲ့လိုချိတ်ထားခြင်းအပြင်ကိုယ့်ရဲ့အုံနောက်ကပိုမှတ်မိရလေပိုမှတ်မိရဆိုလို့ရှိရင်လှုပ်ရှားရှိရတယ်ပိုလို့ဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့သူတွေနဲ့လည်းအများကြီးရှိပါတယ်โอเคပိုလို့ဖြစ်တယ်ဆိုလို့ရှိရင်ပန်းတိုင်းကိုရောက်နိုင်ကိန်းကပိုများသွားပြီလေရောက်နိုင်တဲ့ပါရှန်ပိုများသွားပြီလေโอเคတတိယတစ်ခုကလိလာစရာရှိရတယ်အတကုံလိလာပါစကားတစ်ခုရှိရလေဈေးအကြီးဆုံးအရာကမတိခြင်းပဲโอเคအဲ့တော့မတိခြင်းဆိုတဲ့ဟာကြီးကိုပေးမနေအောင်လို့လိလာစရာရှိရတယ်ကိုအတကုံလိလာပါ၄ခုမြောက်ကလှုပ်ရှားရှိရတယ်ကိုအတကုံလုပ်ပါကိုကလေးပဲလိလာပြီးတော့မလုပ်ဘူးဆိုလို့ရှိရင်လည်းအဆင်မပြေဘူးလေလှုပ်ရှားရှိရတယ်ကိုလည်းအတကုံလုပ်ဖို့လိုတယ်နောက်ဆုံးတစ်ခုကကိုယ့်ရဲ့တိုးတက်မှုကိုနှေးစေတဲ့ပျက်စီးစေတဲ့လူတွေအရာဝတ္ထုတွေကိုကိုယ့်ရဲ့ဘောထဲနေပြီးထုတ်ထားပါโอเคမဟုတ်ဆိုရှင်ဘောကတော်တော်လေးရလေအရင်အောင်နောက်တယ်လေဟုတ်ပြီလားโอเคအဲ့တော့ဒီ၅ခုကတော့ကိုယ့်ရဲ့ပန်းနိုင်ကိုမြန်ရောက်အောင်လုပ်လို့ရတဲ့အရာ၅ခုဖြစ်ပါတယ်ဘယ်တစ်ခုအကြဆုံးလဲကွန်မန့်မာကြီးတော့နော်ထပ်ထည့်ချင်တာရှိရဆိုလို့ရှိရင်လည်းကွန်မန့်မာကြီးတော့ရပါတယ်โอเค